Assalamualaikum ဆက်လေးပါနော်အစ္စလာမ်ဘာသာဝင်များအနေနဲ့မူတဲ့အကြောင်းတရားမဲ့သည့်ပထမဦးဆုံးသောအကြောင်းတရားမှာအလောရှင်မြတ်ဤအမိန့်တော်အမရဖြစ်ပြီးထိုအမိန့်တော်ကြောင့်တဘာဝဥပဒေတာနိယာမတို့တဲ့တောက်ဝင်လှူရှားကယုတ်ကလနှင့်နန္ဒတ်တို့စီကံကလနာကျနာစွာအသေးစိတ်ထိမ့်ညှိထားသည့်အတိုင်းမူပေါင်းတို့အတွင်းမှစနစ်တကျဖြစ်ထွန်းလာပါသည်ဟုခံယူထားပါသည်ကုရ်အာန်ကဏ္ဍ36အပိုက်82ကဏ္ဍ2အပိုက်129ကဏ္ဍ16အပိုက်40တို့မှာလေ့လာနိုင်ပါတယ်။ဘာကြောင့်အမိန့်တော်ပေးသည်ဟူသည့်အကြောင်းမြောက်များစွာရှိသည့်အနက်ဤကဲ့သို့ဖြစ်ပေါ်ထင်ရှားလာရခြင်းမှာရည်ရွယ်ချက်များရှိကြောင်းလေ့လာဆန်းစစ်နိုင်ပါသည်။သင်္ခါရလောကဤတဘာဝဓမ္မမှာအလဟတ်တအချီးနှီးမဟုတ်ပေပုရုဇဉ်တို့ငင်းမရသည်မှာတော့တဘာဝအရှိတရားကြီးပဂတိတည်ရှိနေသည်ဟုသောအချက်ဖြစ်ပါသည်။ပရမတ်ဉာဏ်ရှင်တို့ဉာဏ်ပွားပုံကိုကျမ်းမြတ်ကုရ်အာန်ကဏ္ဍ3အပိုက်192မှာအောက်ပါတိုင်းပြထားပါသည်အကယ်စင်စစ်အာကာသကောင်းကင်ဘုံများနှင့်ကမ္ဘာမြေကိုဖန်ဆင်းတော်မူရ၌၎င်းနေသမဉာဏ်ရှင်များအဖို့တဆူဒီဖြစ်တော်မူသောအလောရှင်မြတ်အားထင်ရှားသိစေနိုင်သောတသက်တာရကများမုတ်ချရှိပေမည်အချင်းနေသမဉာဏ်ရှင်များသည်အလောရှင်မြတ်အားမတ်တက်ရ၍၎င်းထိုင်လျက်၎င်းလဲလျောင်း၍၎င်းအရာခတ်သိမ်းအောက်မိတ်တတဉာဏ်ပွားလျက်ရှိကြကုန်၏ထို့ပြင်ထိုသူတို့သည်အာကာသကောင်းကင်ဘုံများနှင့်ကမ္ဘာမြေပြင်ကိုဖန်ဆင်းခြင်းနှင့်ဆက်လင်း၍စဉ်းစားဆင်ခြင်ကဤသို့လျှောက်ထားကြကုန်၏အိုကျွန်တော်မျိုးတို့၏အရှင်အရှင်မြတ်သည်ချို့တဲ့ခြင်းအပေါင်းမှကင်းစင်တော်မူပါ၏တို့ဖြစ်ပါ၍အရှင်မြတ်သည်ကျွန်တော်မျိုးတို့အားငရဲ၏ပြစ်ဒဏ်မှဖယ်ရှားတော်မူပါကုရ်အာန်ကဏ္ဍ3အပိုက်191မှာဖွဲ့ထားပါတယ်နော်တဘာဝတရားကိုရှုမှတ်ပါလျင်တဘာဝတရား၌တေချာရေရာမှုရှိကြောင်းသိနိုင်သည်ဆိုလိုသည်မှာဧကံသဘောနှင့်ဖြစ်ပြနေ၏ခုတစ်မျိုးနောက်တစ်မျိုးနှင့်ဗျံပရာဝယုံသုံးကစီးမဲ့ကမ်းမဲ့ဖြစ်မနေကြအထိန်အကွမရှိဖြစ်ချင်တယ်လို့ဖြစ်နေပါလျင်နေကံသဘောဟုဆိုရပြီတော့မည်ဤကဲ့သို့စီကံတေဝစ်စွာတဘာဝတရားကြီးဖြစ်ပြနေရခြင်းမှာနိယာမဥပဒေသားတို့နှင့်ထိန်းကြောင်းမှုကြောင့်ဟုပညာရှင်တို့လက်ခံထားပါသည်ပေါ်ပြပါတရားသဘောကိုကဘာပေါ်ရှိလောကီလောကုတ္တရာအယူပေါင်းစုံမှအငင်းပွားမှုမရှိပါထိုသဘောတရားနှင့်ဆန့်ကျင်ဘက်ဖြစ်သောဒါဝင်၏စင်ကဲဖြစ်စဉ် evolution theory of evolution အယူဆကိုမူခေတ်သစ်သိပ္ပံပညာရှင်များကဒီပလင်လက်မခံတော့ပါတဘာဝအရိုင်း blind force of nature ကြီးကမတော်တဆကြုံကြိုက်တိုက်ဆိုင် by chance by accident ရွေးချယ်လိုက်နော် nature selection ဖြစ်တဲ့ဖြင့်ပတ်ဝန်းကျင်နှင့်လိုက်လွန်ညီထွေစီလျော်အောင်ပြောင်းလဲကျင့်သုံးနိုင်သော survival of the fittest by